အားလုံးပဲမင်္ဂလာပါတတိလိုက်ဖို့လို့ channel ကိုကြည့်ရှုအားပေးနေတဲ့ဒူဒီဝါသနာရှင်မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့12ရက်တလပိုင်း2026ခုနှစ်ဒူဒီဝါသနာရှင်များအတွက်ဘရိတ်နဲ့ကျွန်တော်တို့ one chain အခွေ site လေးကိုကျွန်တော်အပြီးအခွေပေါ့နော်အဲ့ဒီ site လေးကိုကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဒါဖွင့်တဲ့အတွက်ကျွန်တော်တွက်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာတွနေ့လေးမစခင်ကျွန်တော်ရဲ့ဒူဒီဝါသနာရှင်များကကျွန်တော်တို့ channel လေးကို subscribe နှိပ်ရသေးဘူးဆိုရင် channel လေးကို subscribe နှိပ်ထားပါနော်channel လေးကို subscriber နှိပ်ထားပါနော် subscriber နှိပ်ထားမှသာလျှင်ကျွန်တော်မိတ်ဆွေများချိန်နဲ့တပြေးညီတွေ့မြင်ရမှာဖြစ်ပါတယ်ခင်ဗျကဲဒါဆိုရင်ကျွန်တော်တို့20လေးကိုစကြရအောင်ခင်ဗျာကဲဒါဆိုကျွန်တော်တို့20လေးကိုစမှာဖြစ်ပါတယ်ပေါ့နော်20ကိုကျွန်တော်က2 site နဲ့ကျွန်တော်ပြပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့2 site ကကျွန်တော်တို့အရင်ဆုံးကျွန်တော်အခွေ site လေးကိုချပြပေးမှာဖြစ်ပါတယ်ပေါ့နော်ဒါကတော့ဒီနှလုံးပေါ့နော်နှလုံးအပြီးပေါက်အခွေဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခွေ site လေးကိုအရင်ဆုံးကျွန်တော်တို့တွားကြမှာဖြစ်ပါတယ်เนาะအခွေ site ကိုကျွန်တော်အရင်ဆုံးone chain အပြီးနောက်အခွေ site ကိုအရင်ဆုံးကျွန်တော်တို့တွက်ကြည့်မှာဖြစ်ပါတယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့20လေးကိုစကြရအောင်ခင်ဗျเนาะအဲ့တော့ကျွန်တော်တို့ဒီမှာပေါ့နော်သူပေးနေတဲ့ပုံစံပေါ့ဗျာเนาะဒီ9နဲ့ဒီ9နဲ့ဒီ6နဲ့နှလုံးပေါင်းမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့9နဲ့6နဲ့နှလုံးပေါင်းခြင်းဒီကျွန်တော်တို့ကဘာရလဲဆိုတော့9ရဲ့6ရဲ့နှလုံးပေါင်းခြင်းဒီကျွန်တော်တို့အဲ့ဒီမှာเนาะ9နဲ့6နဲ့ပေါင်းနှလုံးပေါင်းခြင်းဒီ1ဖြစ်ပါတယ်1ရဲ့ပါဝါဒီ6ဖြစ်ပါတယ်1 6အချိန်ဖြစ်ပါတယ်ပေါ့နော်1 6အချိန်ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါတော့နှစ်ဖြတ်ကျွန်တော်3မိနစ်ကူးနဲ့ကျွန်တော်တွက်ပြအောင်မှာဖြစ်ပါတယ်ဗောနော်ကဲဒါဆိုလို့ရှိရင်ဒုတိယကနေမှာလဲကျွန်တော်တို့အဲ့ဒီမှာ9နဲ့9နဲ့ပေါင်းမှာဖြစ်ပါတယ်9နဲ့9နဲ့ပေါင်းခြင်းဒီ9ရဲ့9ရဲ့ပေါင်းခြင်းဒီကျွန်တော်တို့အဲ့ဒီမှာ3ညရပါတယ်3ညပါဝါ9ရပါတယ်နော်3ညပါဝါ9ရပါတယ်နှလုံးပေါင်းခြင်း1ရဲ့ပါဝါ6 6အချိန်ဒီအဲ့ဒီမှာ3ည1လို့ထွက်ပါတယ်နှလုံးပေါင်းခြင်း3ညဖြစ်ပါတယ်3ညပါဝါ9ဒီ3ည5အချိန်ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ9နဲ့နှလုံးပေါင်းခြင်းဒီ9ဖြစ်ပါတယ်9နဲ့9နှလုံးပေါင်းခြင်းဒီ9ဖြစ်ပါတယ်9ပါဝါက3ညဖြစ်ပါတယ်ခင်ဗျာ9ပါဝါက3ညဖြစ်ပါတယ်9 3ညအချိန်ဖြစ်ပါတယ်ဗောနော်အဲ့ဒီ9 3ညအချိန်ကိုနောက်ထပ်ကျွန်တော်ကနေပြီးတော့နောက်ထပ်အချိန်တစ်ခုလေးနဲ့ထပ်ပြီးတော့ချုပ်ပြပေးမှဖြစ်ပါတယ်ဗောနော်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဗောနော်နောက်ထပ်အချိန်တစ်ခုကကျွန်တော်တို့ဒီပုံစံလေးနဲ့သွားမှာဖြစ်ပါတယ်ဒီ6ဒီ9နော်ဒီ6ဒီ9ဒီ9ပေါ့နော်အဲ့တော့ဒီကဏ္ဍ3လုံးပေါင်းခြင်းဒီကျွန်တော်တို့ကဘာရမလဲဆိုတော့အဲ့ဒီ3လုံးပေါင်းခြင်းဒီကျွန်တော်တို့အဲ့ဒီမှာ3လုံးပေါင်းခြင်းဒီ6ရင်9ရပေါင်းတော့1ဖြစ်တယ်9နဲ့ပေါင်းတော့3ညရပါတယ်အဲ့ဒီ3ညရဲ့ပါဝါဒီ9ဖြစ်ပါတယ်ဗောနော်3ည5အချိန်ဖြစ်ပါတယ်နော်အဲ့3ည5အချိန်ဖြစ်ပါတယ်ဗောနော်ကဲဒါဆိုလို့ရှိရင်အဲ့3ည5အချိန်ကနောက်ထပ်အချိန်တစ်ခုထပ်ချုပ်မှာဖြစ်ပါတယ်ဗောနော်အော်ဒီ9နဲ့ဒီ3နဲ့နော်အဲ့ဒီမှာခွာပေါင်းခြင်းဒီ3ညဖြစ်တဲ့အတွက်ကြောင့်မလို့3ညပါဝါ5ဖြစ်ပါတယ်ခင်ဗျာနော်အဲ့ပုံစံလေးနဲ့ကျွန်တော်တို့ချုပ်ထားပါတယ်ကျောင်းမိတ်ဆွေများနော်အဲ့ပုံစံနဲ့ကျွန်တော်တို့ချုပ်ထားပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့
ကဲဒါဆိုလို့ဆိုရင်ကျွန်တော်တို့ကနေပြီးတော့ထပ်ပြီးတော့နောက်ထပ်အချိန်လေးတစ်ခုကိုအဲဆိုတော့ကျွန်တော်တို့ဒီ41635လေးလုံးအပြီးဖြစ်ပါတယ်အဲ့ဒီမှာ31လို့ထွက်ပါတယ်နော်31ဆိုတော့ကျွန်တော်တို့ဒီမှာ31လို့ကျွန်တော်တို့ထွက်ပါတယ်ပေါ့နော်ဒါလေးလုံးအပြီးကိုအဲ့ဒီမှာ31လို့အပြီးကြပါတယ်ပေါ့နော်31လို့အပြီးကြပါတယ်ဒါဆိုရင်ဒုတိယကတ်လေးကိုထပ်ပြီးတော့ကြည့်ပါမယ်ပေါ့နော်ဒုတိယ site ကိုဆက်ကြည့်ပါမယ်ဒုတိယ site မှာလည်းကျွန်တော်တို့ကဒီမှာပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့အဲ့ဒီ3လုံးပေါင်းချင်းဒီအဲ့3လုံးပေါင်းချင်းဒီကျွန်တော်တို့ဗာရလဲအဲ့3လုံးပေါင်းချင်းဒီကျွန်တော်တို့ဗာရလဲဆိုလို့ဆိုရင်ကျွန်တော်တို့ဒီမှာ8ရယ်9ရယ်ပေါင်း8ရယ်9ရယ်ပေါင်း3เนาะ8ရယ်9ရယ်ပေါင်း3အဲ့ဒီမှာကျွန်တော်တို့3နဲ့ပေါင်းတော့6ရပါတယ်6ရပါတယ်6ရဲ့ပါဝါဒီ1ဖြစ်ပါတယ်ဗောနော်6ရဲ့ပါဝါ1ဖြစ်ပါတယ်6 1ဖြစ်ပါတယ်ဗောနော်ဒါဆိုလို့ဆိုရင်ကျွန်တော်တို့က6 1အချိန်နဲ့ဒီ35နဲ့အပြီးအဲ့ဒါကိုကျွန်တော်တို့ကထပ်ပြီးတော့ချုပ်မှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဒီ1ရယ်9ရယ်ပေါင်းတော့လေ6ဖြစ်တယ်6ရဲ့ပါဝါ1ဆိုပြီးတော့အဲ့မှာပြန်ပြီးတော့အဲ့လိုအချုပ်လေးနဲ့ကျွန်တော်တို့เนาะဒီလေးလုံးဒီအပြီးဆိုတော့ကျွန်တော်တို့ဒီမှာတင်ငါဆိုပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့အပြီးကြပါတယ်ပေါ့နော်ထပ်ပြီးတော့ကျွန်တော်တို့အပြီးကြပါတယ်ကဲဒါဆိုလို့ဆိုရင်ကျွန်တော်တို့နောက်ထပ်ပြီးတော့ဒီ site လေးနဲ့အတိုင်းပဲထပ်ပြီးတော့ကျွန်တော်တို့ချုပ်ပြမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီမှာ3ညရပါတယ်ဒီက3ညနဲ့ဒီ3ညဆိုတော့နှလုံးပေါင်း3ညဖြစ်တယ်ဒါဆိုလို့ဆိုရင်ကျွန်တော်တို့ဒီက8နဲ့ပေါင်းမှာဖြစ်ပါတယ်ပေါ့နော်ဒီ8နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့ကဘာရမလဲဆိုတော့3လုံးပေါင်းကြီးဒီ8ရပါတယ်ဗောနော်8ရပါတယ်8ပါဝါ3ဆိုတော့ကျွန်တော်တို့ဒီ9 3 83ဒီအပြီးဖြစ်ပါတယ်ဗောနော်အပြီးကြမှာဖြစ်ပါတယ်ဗောနော်အဲ့ဒါကိုကျွန်တော်တို့ကထပ်ပြီးတော့ဒီမှာထပ်ပြီးတော့ချုပ်ပေးပါမယ်ဗောနော်ဒီ9ဒီ4เนาะဒီ9ဒီ4နှလုံးပေါင်းချင်းဖြစ်ပါတယ်ဗောနော်အဲ့ဒီ4ဒီ9နှလုံးပေါင်းချင်းဒီက3ပါဝါကလည်း8ဆိုတော့38ကကျွန်တော်တို့ဒီမှာ38နဲ့ဒီ9 3ညနဲ့အပြီးဖြစ်ပါတယ်ဗောနော်အဲ့ဒါဆိုတော့ကျွန်တော်တို့မိတ်ဆွေများဗောနော်ဒါရှင်းပါတယ်ဗောနော်ကျွန်တော်ပြပေးတဲ့မူလေးကပြန်ပြောပြမယ်နော်ဒီ3လုံးပေါင်းချင်းဒီ3လုံးပေါင်းချင်းဒီ3ညဖြစ်တယ်3ညပါဝါ9 3ည9အချိန်ကိုခါဒီမှာခွာပေါင်းချင်း3ညပါဝါ9 3ည9အချိန်နဲ့ဒီနှလုံးပေါင်း1ပါဝါ6ကိုအပြီးဖြစ်ပါတယ်ဗောနော်အဲ့တော့1ပါဝါ6ကိုအပြီးဆိုတော့ဒီ၄လုံးကအခွေဖြစ်တဲ့အတွက်3ည1ဆိုပြီးတော့ကျွန်တော်တို့ထွက်တယ်ဒီ3လုံးပေါင်းချင်းကကျွန်တော်တို့6ရတယ်6ပါဝါ1ကိုအဲ့ဒီမှာဒီခွာပေါင်းချင်း6ဆိုပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ချုပ်တယ်6ပါဝါ1ဆိုပြီးတော့အဲ့ဒီမှာကျွန်တော်တို့ဒီ3ည5ဒီ6 1နဲ့ကျွန်တော်တို့အပြီးဆိုတော့အဲ့ဒီမှာ1 5လို့ကျွန်တော်တို့ထွက်တယ်เนาะဒီမှာဒီနှလုံးပေါင်း3ညပါဝါ9ဆိုပြီးတော့အပြီးကြတယ်ဗောနော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာလဲဒီတိုင်းပဲဒီ3ညဒီ8နဲ့ပေါင်းတော့3လုံးပေါင်းချင်းဒီကျွန်တော်တို့က3လုံးပေါင်းချင်းဒီ8ဖြစ်တယ်8ပါဝါ3ဆိုပြီးကျွန်တော်ရတယ်ဒါဆိုဒီ4ဒီ9နှလုံးပေါင်း3ပါဝါ8ဆိုတော့8338နဲ့ဆိုပြီးတော့ကျွန်တော်တို့ဒီမှာ9 3ညနဲ့အပြီးဖြစ်ပါတယ်ဗောနော်အဲ့ဒါကျွန်တော်တို့ဒီ site လေးတော်လေးလဲကောင်းပါတယ်ဗောနော်ကျွန်တော်မိတ်ဆွေများအဖွင့်လေးကိုကျွန်တော်အားလုံး site အကောင်းဆုံးနေပဲကျွန်တော်ပြပေးမှာဖြစ်ပါတယ်ဗောနော်ကောင်းဆုံး site တွေကိုပဲကျွန်တော်ပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာနေဒီလောက်နဲ့ပြီးလားဆိုတော့ကျွန်တော်နောက်ထပ်ပေါ့နော်နောက်ထပ်ကျွန်တော်ဒီမှာမိတ်ဆွေများကိုကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးပါမယ်နော်ထပ်ပြီးတော့ကျွန်တော်ရှင်းပြပေးမယ်နော်ဘယ်လိုရှင်းပြပေးမလဲဆိုတော့သူသွားနေတဲ့လမ်းကြောင်းပေါ့နော်သူသွားနေတဲ့လမ်းကြောင်းနော်အဲ့ဒီလမ်းကြောင်းတစ်ခုကတော်တော်လေးကိုလည်းကောင်းတယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာချုပ်လိုက်မယ်ဗျာဒီ9နော်ဒီ6ဟာဒီ3ဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့ဟာဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့ဗာရမလဲ9ရဲ့6ရဲ့ပေါင်းတော့9ဟာဒီ
3နဲ့ပေါင်းတော့ကျွန်တော်တို့10ဖြစ်တယ်ပေါ့နော်10ဖြစ်တယ်အဲ့ဆိုလို့ဆိုရင်ကျွန်တော်တို့က10ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ3လုံးပေါင်းညှိသည်10ဖြစ်တယ်10ရဲ့နှစ်ခတ်သည်1ဖြစ်တယ်ပေါ့နော်10ရဲ့နှစ်ခတ်သည်1ဖြစ်တယ်ပေါ့အဲ့ဒါဆိုရင်ဒီ1သည်နော်တစ်လုံးပိုင်းဖြစ်ပါတယ်ပေါ့နော်10တစ်လုံးပိုင်းဖြစ်တယ်နော်အဲ့တော့ကျွန်တော်ဒီ3ညာ5နဲ့2ဆင်းကန်ချုပ်တာပေါ့နော်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်အနေနဲ့ဒီမှာတစ်လုံးပိုင်းကိုကျွန်တော်ပြရပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒုတိယကတ်ကိုဆက်ကြည့်အောင်ပါဒီ3ဒီ5နော်ဒီ3ဒီ5ဒီ5ဒီကဏ္ဍ3လုံးဒီ3ဖြစ်တယ်ပေါ့ဗျာနော်3နှစ်ခတ်ဒီ5ဆိုတဲ့နော်ဒီ3လုံးပေါင်းချင်းဒီ3ဖြစ်တယ်3ရဲ့နှစ်ခတ်ဒီ5ဆိုတဲ့တစ်လုံးပိုင်းဒီတဲ့အဲ့ဒီမှာကျွန်တော်တို့ထပ်ပြီးတော့ချုပ်တဲ့အချုပ်ကိုကျွန်တော်ပြတာဖြစ်ပါဘောနော်အဲ့ဒါ site ကမိတ်ဆွေတို့တကယ်ကောင်းတဲ့ site ကိုပဲပြတယ်နော်ကြောင်းမိတ်ဆွေများဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီခွန်ဒီ9ဒီ9နော်ဒီ9သုံးလုံးပေါင်းချင်းဒီကျွန်တော်တို့ကပါရမလဲ9ရဲ့9ရဲ့ပေါင်းတော့4နော်9ရဲ့9ရဲ့ပေါင်းတော့4ဟာဒီ4ကိုဟာဒီကခွန်နဲ့ပေါင်းတော့1ဖြစ်တယ်ပေါ့နော်1ဖြစ်တယ်အဲ့1ရဲ့နှစ်ခတ်ဒီ8တဲ့နော်1ရဲ့နှစ်ခတ်ဒီ8တဲ့အဲ့ဒီ8ဒီတဲ့ဟာဒီနေရာမှာကျွန်တော်တို့8တလုံးပိုင်းနဲ့ကျွန်တော်တို့ကချုပ်မယ်ဆိုတော့ဒီမှာ8 3ညအပီးဆိုတော့နော်အဲ့8 3ညအပီးကိုကျွန်တော်တို့ကဒီမှာနော်ချုပ်ပြမှာနော်8 3ညအပီးကိုကျွန်တော်တို့အမှ50နဲ့8ဆိုပြီးတော့ကျွန်တော်တို့တကွက်ကောင်းရပါမယ်နော်50နဲ့8ဆိုတာတကွက်ကောင်းရမယ်နော်50နဲ့8တကွက်ကောင်းရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီပုံစံတိုင်းပဲကြည့်လာမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီမှာနော်3ညနဲ့3ဆိုတာကတကွက်ကောင်းရပါမယ်ပေါ့နော်3ညနဲ့3ဆိုတာက3ည3ဆိုတာကတကွက်ကောင်းရပါမယ်နော်ပြီးလို့ရှိရင်ဒီကောင်ကတော့ကျွန်တော်တို့ဒါအရင်ပေါ့ဗျာနော်ဒီမှာ50နဲ့3အရင်ပြီးလို့ရှိရင်ကျွန်တော်တို့53အရင်ဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာကတော့စင်ပေါ့နော်3ညနဲ့8ဒီကအရင်ဖြစ်ပါတယ်ပေါ့နော်ဒါတွေကတော့အရင်ကွက်တွေပေါ့နော်ဒါအရင်ကွက်တွေအားလုံးပဲကျွန်တော်တို့ဒါကတော့ကျွန်တော်တို့ main ကွက်ဖြစ်ပါတယ်ပေါ့နော်ဒါက main ကွက်ဖြစ်တယ်ပေါ့နော်ဒါ main ကွက်ဖြစ်တယ်အကုန်လုံးကတော့အာထိုးရမှာဖြစ်တယ်ပေါ့နော်အကုန်လုံးကတော့အာထိုးရမှာဖြစ်တယ်ဒါမှကျွန်တော်တို့ကဒီ93ည83ကိုထပ်ပြီးတော့ရန်ပါပေါ့နော်93ညကျွန်တော်တို့83เนาะဒါကအရန်နေဖြစ်တယ်เนาะဒါကအရန်နေရွယ်ဖြစ်ပါတယ်ပေါ့နော်အရန်ကွက်တွေဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့ဒီနှစ်ကွက်ကကျွန်တော် main တင်တာဖြစ်ပါတယ်ပေါ့နော်အပေါ်နှစ်ကွက်ဒီ main တင်တာဖြစ်ပါတယ်ကြဒါဆိုရင်နောက်တစ် site ကျွန်တော်တို့ဆက်ကြည့်ပါမယ်ပေါ့နော်နောက်တစ် site ဆက်ကြည့်မယ်เนาะကျွန်တော်တို့20ကောင်းတွေပဲကျွန်တော်ပြမှာဖြစ်ပါတယ်ပေါ့နော်20ကောင်းတွေပဲကျွန်တော်ပြမယ်ဘယ် site ကပို့ပြီးတော့အောင်မြင်မလဲဆိုတော့ကျွန်တော်တို့ဒါမိတ်ဆွေတို့တွေ့မြင်ရမှာဖြစ်ပါတယ်ပေါ့နော်တချို့ပြောတယ်ပေါ့နော်ကျွန်တော်ဒီကကနန်းများတယ်အကွက်များတယ်ကိုချင်းစာပါလို့တချို့ပြောကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောမယ်ကျွန်တော်ကဘလောက်ပဲအားပဲပေးမပေးကျွန်တော်ပြောတာကကနန်းကျွန်တော်အကွက်20ပဲထုတ်တကွက်မှပဲမကြိုက်ရင်တကွက်မှလည်းမထိုးနဲ့ပေါ့နော်ကျွန်တော်ကအကုန်ထိုးပါလို့ကျွန်တော်ပြောနေတာမဟုတ်နားလည်မှုမလွဲစေချင်ဘူးเนาะကျွန်တော်ကိုစေတနာနဲ့ပဲထောက်ပြเนาะကျွန်တော်လက်ခံတယ်ဒါပေမဲ့ကျွန်တော်ကိုချင်းစာဆရာကြီးစတိုင်နဲ့လာမပြောနဲ့เนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မိတ်ဆွေတွေကိုဒီတူးတီကိုလောက်ပါအာမခံပြီးတော့ပေါက်ပါမယ်လို့ကျွန်တော်ပြောပြီးနေတာတခုမှမပါဘူးเนาะမူရဆိုင်ရလေးကိုကြိုက်တာကိုရွေးပြီးတော့ကိုကြိုက်တယ်လို့လှုပ်လို့ရတယ်ဆိုတဲ့အကြောင်းလေးကိုစိုက်နဲ့ကျွန်တော်ကတွက်ပြတာပဲရှိတယ်เนาะလောက်တာမလောက်တာကကျွန်တော်ရဲ့မိတ်ဆွေတွေတို့တောင်းဝင်မယ်เนาะအဲ့လိုကျွန်တော်တို့ပြောတယ်ဆိုလို့ရှိရင်เนาะကိုချင်းစာတရားနဲ့ပြောမယ်ဆိုလို့ရှိရင်เนาะကျွန်တော်ဘက်ကိုတော့မှကိုချင်းပြန်စာပေးရမယ်အခုစာရွက်တွေကုန်တယ်ခဲတံတွေကုန်တယ်အချိန်တွေပေးရတယ်ဒီဟာတွေရောကျွန်တော်ကိုချင်းမစာပေးဘူးလားเนาะဒါကကျွန်တော်ပြောတာเนาะတချို့သောသူတွေကဘယ်လိုပြောမလဲဆိုတော့တော်တော်လေးကိုနားလေရလဲခက်တယ်เนาะဝေဖန်ဖို့တိုက်ခိုက်ဖို့ကောင်းမယောင်နဲ့เนาะတိုက်ခိုက်တဲ့လူတွေရှိတယ်เนาะအဲ့တော့ကျွန်တော်ကဒါ
ဒီလိုထည့်ပြောရခြင်းဆိုတာကျွန်တော်တိတ်မပြောခြင်းဘူးဗျနော်အဲ့တော့ကျွန်တော်ပြောမယ်အခုတူးဒီကျွန်တော်တွက်ပြရတယ်နော်တူးဒီတွက်ပြရတယ်ကြိုက်ရင်လိုက်ထိုးကြမကြိုက်လိုက်မထိုးနဲ့တကွက်မကိုမထိုးနဲ့ကြော်သွားလိုက်ဟုတ်ပြီလားနော်ရှင်းရှင်းလေးပဲတယောက်ကိုတယောက်ဝေဖန်တာတွေတိုက်ခိုက်တာတွေဘာမှလုပ်စရာအကြောင်းကိုမရှိဘူးနော်အေးတာဝန်ယူမှုတာဝန်ခံမှုနဲ့ပေးမယ်ဆိုလို့ရှိရင်ကျွန်တော် Viber နံပါတ်ချပေးမယ်ကျွန်တော်တောင်းတဲ့ကြီးကိုပေးရမယ်နော်ကျွန်တော်တောင်းတဲ့ဦးကျွန်တော်ဗျာကဏ္ဍတစ်လုံးရောင်းစားလိုက်မယ်ဥမာကျွန်တော်တို့မြန်မာငွေနဲ့ဆိုရင်2သိန်းပေးမလား3သိန်းပေးမလားအေးအဲ့ဒါကိုကျွန်တော်ကမထွက်လာရင်ကျွန်တော်အဲ့ဒီဟာကိုကျွန်တော်ပြန်ပေးမယ်ကဲအဲ့လိုမျိုးလဲပေးလို့ရတယ်တစ်လုံးနဲ့နော်ဒါဇာရုပတ်တိတစ်လုံး16ခွက်ထိုးရမှာနော်ဒါအဲ့ဒါတော့တည်ကြတယ်ကျွန်တော်တကွက်ကောင်းအော်ဂနန်တော့လာမတောင်းနဲ့မရဘူးကျွန်တော်တခါတည်းပြောတာနော်ဒါရှင်းရှင်းလေးပဲဘာဖြစ်လို့ကျွန်တော်စိတ်မကောင်းလို့ဒီဟာကြီးကျွန်တော်ထည့်ပြောရတာနော်အဲ့တော့ကျွန်တော်တွက်ပြတဲ့ site တွေကိုကြည့်နော်ဘယ်လောက်ထိအပင်ပန်းခံပြီးတော့ကြည်ထားပေးလဲရှားထားပေးလဲဆိုတာကိုကြည့်နော်ဒါတချို့ကလက် site ဆိုပေမဲ့အထင်သေးတယ်ကျွန်တော်လက် site တွေကအထင်သေးလို့မရအောင်နော်အခုဒီ site မှာကျွန်တော်ဗရိတ်နဲ့ချပြမှာနော် site ကပေးရင်ကျွန်တော်မိတ်ဆွေတွေရမယ် site ကမပေးဘူးဆိုရင်မရဘူးเนาะဒါကျွန်တော်ကဒါဗီဒီယိုဖိုင်နဲ့ကျွန်တော်လုပ်တင်တယ်ဆိုတာကကျွန်တော်ပြောချင်တဲ့စကားတွေပြောချင်လုံးလို့ကျွန်တော်เนาะအများအားတော့ကျွန်တော်အချိန်မမှီလို့ကျွန်တော် live လေးတွေလွှင့်ပေးတယ်ပေါ့เนาะကဲဒါဆိုထားလိုက်တော့เนาะကျွန်တော်တို့ဒီမှာ brain net site ကိုကျွန်တော်ချပြပေးဦးမှာเนาะအော်ဘယ်လိုပဲဖြစ်ဖြစ်ပါစေတနာကောင်းရင်ကံကောင်းမှာပါเนาะမိမိစေတနာစီမိမိအကျိုးပေးမှာပါပေါ့เนาะတူးတီနီဝါဒနာရှင်ပဲဖြစ်ဖြစ်တတိတိဝါဒနာရှင်ပဲဖြစ်ဖြစ်ပေါ့နော်ဘာပဲလှုပ်လို့စေတနာကိုအဓိကထားပြီးလှုပ်ရင်ကံတုနော်ကံကောင်းပါတယ်လို့နော်ကံတုအကျိုးပေးမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်ပါနော်ကျွန်တော်တို့ဒီမှာကြည့်ပါနော်အရင်ဆုံးကျွန်တော်ဒီမှာ break လေးနဲ့တလုံးပိုင် site လေးကိုကျွန်တော်အရင်ဆုံးချပြပေးမယ်နော်အဲ့တော့ breakလောမိုင်း site ကိုမချပြပေးခင်ကျွန်တော် break နဲ့ကျွန်တော်ချပြပေးမယ်နော် break အဲ့တော့ကျွန်တော်တို့ကြည့်အောင်ဟာဒီမှာ1ဟာဒီမှာ5ဒီနှလုံးပေါင်းကြီးဒီ6ဆိုတော့နော်အဲ့ဒီနှလုံးပေါင်းကြီးဒီ6ဆိုတော့နော်ဟာဒီမှာ1အဲ့ဒီမှာ5နှလုံးပေါင်းကြီးဒီ6ဆိုတော့အဲ့ဒီ6ဒီက break တဲ့နော်အဲ့6ဒီက break ဒါဆိုကျွန်တော်တို့ဒီမှာ6 break ထွက်တယ်နော်6 break ထွက်တယ်နော်အဲ့ဒီမှာ6 break เนาะကဲအဲ့မှာ6 break ထွက်တယ်เนาะကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာထပ်ပြီးတော့ကြည့်မယ်เนาะထပ်ပြီးတော့ကြည့်ပါမယ်เนาะဟာဒီမှာ5ဟာဒီမှာ2ဒီနှလုံးပေါင်းချင်းဒီကျွန်တော်တို့ခွန်ပေါ့เนาะအဲ့နှလုံးပေါင်းချင်းဒီခွန်ဖြစ်တယ်เนาะခွန်ဖြစ်တယ်ဒါဆိုရင်ခွန် break เนาะဒါဆိုဒီမှာကျွန်တော်တို့ခွန် break လို့ကြားရတယ်เนาะ break ခွန်ကဲအမှ break ခွန်လို့ကြားရเนาะအမှ break ခွန်ကြားတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကြည့်เนาะဒီ3ညဒီ9เนาะ3ညနဲ့9နဲ့ပေါင်းတော့ပါလေနှလုံးပေါင်းချင်းဒီ9ဖြစ်ပါတယ်ပေါ့เนาะနှလုံးပေါင်းချင်းဒီ9ဖြစ်တယ်အဲဒီမှာ break 9เนาะအဲ့ဒါဆိုလို့ရှိရင် break 9ဖြစ်တယ်break 9ဆိုတော့ကျွန်တော်တို့ဒီနေရာမှာ break 9ရမှာဖြစ်ပါတယ်ပေါ့နော်ဒီအောက်မှာကျွန်တော်တို့က break 9ကြာမှာဖြစ်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ break 9ဖြစ်ရမှာပေါ့နော် break 9ဖြစ်ရမယ်နော်အဲဒီအောက်မှာ break 9ဖြစ်ရမှာပေါ့နော်အဲ့တော့အောက်မှာ break 9ဖြစ်ရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ break 9ဖြစ်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကလုံးမိုင်လေးနဲ့ကျွန်တော်ထောက်ပြပေးမယ်နော်အဲ့တော့လုံးမိုင်လေးနဲ့ကျွန်တော်တို့သူပေးနေတဲ့ပုံစံပေါ့နော်အဲ့တော့ဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့ပါရမလဲ8ရက်3ရက်3ညရက်ဆိုပြီးတော့ဒီကဏ္ဍ3လုံးကိုကျွန်တော်တို့ကပေါင်းလိုက်ပါတယ်တဲ့เนาะအဲ့ဒီ3လုံးပေါင်းချင်းတည်ကျွန်တော်တို့ဘာရမလဲဆိုလို့ရှိရင်3လုံးပေါင်းချင်းတည်ကျွန်တော်တို့အဲ့ဒီမှာတစ်လို့ရတယ်เนาะ3လုံးပေါင်းချင်းတည်တစ်လို့ရပါတယ်အဲ့ဒီမှာကျွန်တော်တို့တစ်တစ်လုံးပိုင်းနဲ့ကျွန်တော်တို့ break 6 break နဲ့ဆိုတော့ကျွန်တော်တို့တင်5ဆိုပြီးတော့ကျွန်တော်တို့ဒါเนาะရရှိပါတယ်ဒါเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာထပ်ကြည့်ပါမယ်ပေါ့နော်ဒီ1ဒီ9ဆိုတဲ့ဒီကဏ္ဍ3လုံးပေါင်းချင်းဒီ
ကျွန်တော်တို့ဗာရလဲဟာဒီမှာကျွန်တော်တို့ခွန်ဆိုပြီးတော့ကျွန်တော်တို့ရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီမှာခွန်ထိပ်စီးဆိုပြီးတော့ကျွန်တော်တို့ကဟာဒီမှာ break ခွန်နဲ့ကျွန်တော်တို့ကြားတယ်ပေါ့နော်အမှ break ခွန်နဲ့ကျွန်တော်တို့ကြားတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီလေးဒီခွန်ဒီ9ဆိုပြီးတော့ဒီကဏ္ဍ3လုံးကိုကျွန်တော်တို့ကပေါင်းလိုက်ပါမယ်เนาะအဲ့ကဏ္ဍ3လုံးပေါင်းခြင်းဒီကျွန်တော်တို့ဘာရလဲဆိုလို့ရှိရင်ဟာဒီမှာကျွန်တော်တို့ကဒီနှလုံးပေါင်းခြင်းဒီ9ဖြစ်တဲ့အတွက်ဒီ9ဒီ6နဲ့ပေါင်းလို့ဒီခွန်နဲ့ပေါင်းခြင်းဒီကျွန်တော်တို့ဒီမှာ6ဖြစ်ပါတယ်ပေါ့နော်有来动嘛？ဒါဆိုရင်ကျွန်တော်တို့ကဒီ3လုံးပေါင်းခြင်းဒီ6ဆိုတော့ကျွန်တော်တို့ဒီမှာ6လုံးပိုင်းဖြစ်တယ်ပေါ့နော်ဒီမှာ6လုံးပိုင်းဆိုတော့ကျွန်တော်တို့ကဒီမှာ break 9ဖြစ်တယ်ပေါ့နော် break 9 6လုံးပိုင်းနဲ့ဆိုတော့ကျွန်တော်တို့ကဘာရမလဲ6တလုံးပိုင်းထည့်ထားတာဖြစ်တဲ့အတွက် break 9เนาะ6 3လုံးပေါင်းခြင်းဒီ6เนาะ3လုံးပေါင်းခြင်းဒီ6ဆိုတော့ break 9เนาะ break 9ဆိုတော့ကျွန်တော်တို့ဒီမှာဘာထည့်မလဲ63ဆိုပြီးတော့ကျွန်တော်တို့တကွက်ကောင်းထည့်ရမှာဖြစ်ပါတယ်ပေါ့နော်63ဆိုတဲ့ကဏ္ဍကတကွက်ကောင်းဖြစ်ပါတယ်ပေါ့နော်ဒါဒီ3လုံးပေါင်းခြင်းနဲ့တလုံးပိုင်း3လုံးပေါင်းခြင်းနဲ့တလုံးပိုင်း3လုံးပေါင်းခြင်းနဲ့တလုံးပိုင်းဆိုပြီးတော့ဒီမှာနှလုံးပေါင်း6နှလုံးပေါင်း9 break เนาะနှလုံးပေါင်း9 break နဲ့ကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော်တို့ကအနေနဲ့ပေါ့နော်ကျွန်တော်အနေနဲ့ထပ်ပြီးတော့ဒီ break 9ဆိုပြီးဒီမှာ3မိနစ်မြောက်ဖြစ်သွားပြီဗျာเนาะ3မိနစ်မြောက်ဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကနေပြီးတော့အဲ့ဒါကို3မိနစ်မြောက်ဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကကျွန်တော်အနေနဲ့ပေါ့နော်ဒီထဲမှာကျွန်တော်တိတ်ပြီးတော့မတင်ကားတာတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်4 break ကို9ရဲ့ power 4ဆိုပြီး4 break ကိုထပ်ထည့်ပေးခြင်းတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ break 4တစ် site ကိုထပ်ပြီးတော့ရှင်းပြပေးခြင်းတယ်ပေါ့နော် break 4တစ် site ကိုထပ်ပြီးတော့ရှင်းပြပေးခြင်းတယ်ဟုတ်ပြီနော်အဲ့တော့ break 4တစ် site ကိုကျွန်တော်ကဘယ်လိုရှင်းပြပေးခြင်းလဲဆိုတော့ဒီမှာပြပေးမယ်နော်သူပေးနေတဲ့ break 4ပုံစံပေါ့ဗျာနော်သူပေးနေတဲ့ break 4ပုံစံကိုထပ်ပြီးတော့ရှင်းပြပေးမယ်ဆိုတော့အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်ပါနော်ဒီ8ဒီ9ဒီခွန်ဆိုတော့နှလုံးပေါင်းခြင်းဒီ9ပေါ့ဗျာနော်အဲ့ဒီ9ဒီအဲ့ဒီမှာ9အပိတ်လို့ကျွန်တော်တို့ဆင်းပါတယ်တဲ့နော်9အပိတ်လို့ဆင်းတယ်ဒါဆိုလို့ဆိုရင်ကျွန်တော်တို့ဒီမှာဒီ9နှလုံးပေါင်းခြင်းဒီကျွန်တော်တို့9နော်နှလုံးပေါင်းခြင်းဒီ3ညအဲ့ဒီ3ညဒီမှာ3ညအပိတ်လို့ပြီးတယ်တဲ့နော်ဒါဆိုလို့ဆိုရင်ကျွန်တော်တို့ဒီမှာဒီ9နှလုံးပေါင်းခြင်းဒီ9အဲ့ဒီ9ဒီမှာ9လို့ဒီမှာထပ်ပြီးတော့အပိတ်လို့ပြီးမယ်ဆိုလို့ရှိရင်တဲ့နော်အဲ့ဒီ9ဒီအဲ့ဒီမှာအပိတ်လို့ပြီးမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့မှာ9နောက်ပိတ်ဆိုလို့ရှိရင်ကျွန်တော်တို့ break 9ဆိုလို့ရှိရင်4 5တကွက်ထပ်ထည့်ရမယ်ပေါ့နော်4 5တကွက်ထပ်ထည့်ရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဒီမှာ4 5ပေါ့နော်4 5ဆိုတဲ့ကဏ္ဍတကွက်ထပ်ထည့်ရပေါ့ဗျာနော်ဒါ break 9ဆိုလို့ရှိရင်ပေါ့နော်ဒါကိုကျွန်တော်ကနေပြီးတော့ဒီမှာနော်4 break နဲ့ကျွန်တော်ဒီမှာ4 power 9 3ည power ဆိုပြီးတော့ကျွန်တော်တို့ကဒီမှာဒီ90ဆိုတဲ့ကဏ္ဍတစ်ကွက်ပေါ့နော်ပြီးတော့ကျွန်တော်ကဟာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က40ဆိုတဲ့ကဏ္ဍတစ်ကွက်ရေပေါ့နော်အားလုံးဒီကဏ္ဍတွေကတော့ကျွန်တော်တို့အားထိုးရမှာဖြစ်ပါတယ်ပေါ့နော်ကဲဒါကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးကဏ္ဍ၄ခွက်ဖြစ်တယ်ပေါ့နော်အားလုံးကြည့်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်မှာက2 4 6ခွက်ရှိတယ်ပေါ့နော်အဲ့ဒီ6ခွက်ထဲမှာကျွန်တော်ရဲ့ဒီ9 8နဲ့ဒီ3ည3ဆိုတော့လေအကြိုက်ဆုံးပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဏ္ဍ10ခွက်ဖြစ်ပါတယ်ပေါ့နော်ကဲအားလုံးပဲကြည့်ရှုသူမိတ်ဆွေများအားလုံးเนาะကျွန်တော်ရဲ့တွက်နီလေးကတော့ဒီကနေ့တော့ဒီလောက်နဲ့ပဲဆုံးသက်ပါစီကြည့်ရှုသူမိတ်ဆွေများအားလုံးပေါ့နော်တဦးတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ် channel ကို subscribe မလုပ်ရသေးဆိုရင် channel ကို subscribe လေးနှိပ်ထားပါနူဒီခေါင်းလောင်းလေးပါတီးထားမယ်ဆိုရင်ကျွန်တော်တင်သမျှဗီဒီယိုအသစ်တွေကိုအချိန်နဲ့တပြေးညီကျွန်တော်မိတ်ဆွေများချိန်နဲ့တပြေးညီကြည့်ရှုရမှာဖြစ်ပါတယ်เนาะ3 like follow channel လေးကို subscribe လေးနှိပ်ထားပါခေါင်းလောင်းလေးလည်းတီးထားပါလို့ပြောချင်ပါတယ်
ဒုတိဝါဒနာရှင်မိတ်ဆွေတတိတိဝါဒနာရှင်မိတ်ဆွေများအားလုံးကိုကျွန်တော်ကနေပြီးတော့ဒုတိတတိတိကိုချိန်နဲ့တပြေးညီကျွန်တော်တင်ဆက်ပြသပေးမှာဖြစ်တဲ့အတွက်တွက်ပြပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားကြဖို့မမေ့ပါနဲ့လို့တောင်းဆိုချင်ပါတယ်ခင်ဗျာကဲဒါဆိုကျွန်တော်တို့တွန်လေးရတော့ဒီလောက်ပါပဲခင်ဗျာနော်ကြည့်ရှုသူမိတ်ဆွေများအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာလို့လူရဆန္ဒများလို့ပြည့်ကြပါစေခင်ဗျာ